ဒီတစ်ခါမှာတော့မထင်မှတ်တဲ့လက်ကွက်နဲ့အတူရမန်ကြမ်းကြမ်းအကွက်ဆန်းတွေကိုတတွေးမျိုးချပြီးကြည့်ရမယ်ဖိလစ်ပိုင်18အပေါင်းကားလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီစကားကိုကြည့်ပြီးမင်းသမီးလေးကိုကြွေသွားရင်တော့ဒါဝင်မယူပါဘူးဗျကဲကျွန်တော်နဲ့တူတူလိုက်ပြီးစီးမျောဖို့အစင်းသင်းဖြစ်ပြီဆိုရင်စားလိုက်ရအောင်ပါအချိန်ကာလအပြင်1942ခုနှစ်ဒုတိယကမ္ဘာစစ်ကာလမှာဇက်အိမ်တဲထားတာဖြစ်ပါတယ်ဖိလစ်ပိုင်နိုင်ငံလူဇွန်ဒေသကရွာတရွာမှာဆယ်လင်နာဆိုတဲ့မိန်းကလေးတစ်ယောက်ရှိပါတယ်။ခေပြက်ကြီးထဲမှာလှလှပပလေးဖူးပွင့်လာခဲ့တဲ့အသက်19နှစ်ပြည့်ပြီးစဘန်ကလေးတစ်ပွင့်ပေါ့။အခုကမှတော့သူမကိုသူမရဲ့ဖခင်ဖြစ်သူဗီရောင်းကအတင်းဆွဲခေါ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။စစ်ပွဲကာလဆိုတော့စီးပွားရေးအဆင်မပြေကြပဲရွာသူရွာသားတွေကချမ်းသာတဲ့တရေတွေစီကပတ်စံချေရရွှေတဲ့ပစ္စည်းတွေပေါင်းရနဲ့ရုန်းကန်နေရပါတယ်။ဘီရောင်းကဆယ်လီနာကိုထီယာကိုစီအတွင်းဆွဲခေါ်သွားတော့သူတငယ်ချင်းဘီနိုနဲ့မေလင်းတို့ကတွေ့ပြီးဘယ်သွားမလဲလို့မေးပါတယ်ဘီရောင်းကလည်းထီယာကိုစီကငွေချေဖို့အတွက်သူသမီးကိုအပေါင်ပစ္စည်းအနေနဲ့ပေးတော့မယ်ဆိုတာကိုဘီနိုနဲ့မေလင်းကိုပြောပြလိုက်ပါတယ်ထီယာကိုကရွာထဲမှာအချမ်းသာဆုံးဖြစ်ပြီးလူတွေကိုအတိုးနှုံးပြင်းပြင်းနဲ့ပတ်စံချေတတ်တဲ့သူပါအကျွေးမဆန်နိုင်ရင်လူကိုတိမ့်တတ်သူပေါ့ဘီနိုရဲ့ဇနီးမေလင်းလဲဆယ်လီနာကိုထီယာကိုလိုရက်ဆက်တဲ့လူစီရောင်းစားတော့မယ်ဆိုတော့ဝမ်းနေပေမဲ့ဘီရောင်းကတော့လုံးဝဂရုမစိုက်ပဲသူသမီးကိုဆွဲခေါ်သွားခဲ့ပါတယ်တရားကွဲအိမ်ကိုရောက်တော့စိတ်သက်ကြပြီးရုပ်ပြက်ဆင်းပြက်ဖြစ်နေတဲ့ကိုရာဆိုတဲ့မိန်းကလေးနဲ့သူမအမေတို့အိမ်ထဲကနေထွက်လာတာကိုဆယ်လီနာမြင်လိုက်ရပါတယ်ဒီပုံစံထွေးလိုက်ရတော့ဆယ်လီနာကသူမကိုမယောင်းစားဖို့ဖခင်ကိုတောင်းပန်ပေမဲ့ဖခင်ကလုံးဝကောင်းပါနေခဲ့ပါတယ်အိမ်ဝင်းထဲကိုဝင်သွားတော့ဒိုမန်လို့ခေါ်တဲ့မျက်မမြင်ကောင်လေးတယောက်အပြင်မှာအလုပ်လုပ်နေတာကိုတွေ့ရပါတယ်အဲဒီကောင်လေးကတရားကွဲအစီခံပေါ့သူတို့အိမ်ထဲဝင်သွားတဲ့အခါတရားကွဲကရွှေတဲ့ပစ္စည်းလာပေါင်းတဲ့အမျိုးသမီးရဲ့ပစ္စည်းကိုဈေးနှုန်းအတင်းချပြီးဝယ်ယူနေတာကိုတွေ့လိုက်ရပါတယ်ဒီယာကိုကပတ်စံမက်ပြီးရက်စတဲ့လုပ်ငန်းရှင်ကြီးဖြစ်တဲ့ဆိုတာဆယ်လီနာတယောက်မျက်ဝါးထင်တွေ့မြင်လိုက်ရပါတယ်။အဲဒီအမျိုးသမီးထွက်သွားတော့မှဘီတောင်းကဒီမှာခမားအတွက်ဆယ်လီနာကိုခေါ်လာခဲ့ပြီလို့ပြောလိုက်ပါတယ်။အဲဒီခါမှာဒီယာကိုဟာချိန်လုံးကိုအားပြုမှလမ်းလျှောက်နိုင်တဲ့မတန်ဆွမ်းတယောက်ဖြစ်နေတာကိုဆယ်လီနာတွေ့လိုက်ရပါတယ်။ဒီယာကိုကဆယ်လီနာအနားကိုကပ်ပြီးဒီနေ့ကစပြီးနေဟာငါရဲ့ပိုင်ဆိုင်မှုပဲငါလှုပ်ချင်ရလှုပ်ပိုင်ခွင့်ရှိတယ်လို့ပြတ်သားစွာပြောလိုက်ပါတယ်။တရားကိုလည်းဆယ်လီနာကိုသဘောကျတာကြောင့်ဘီရောင်းကိုပတ်စံပေးလိုက်ပါတယ်။ဘီရောင်းကလည်းသမီးဖြစ်သူကိုထားခဲ့ပြီးပျော်ပျော်ရွှင်ရွှင်အိမ်ပြန်ညာလုံးပေါအရက်တောက်နေခဲ့ပါတယ်။တရားကိုကတော့သူ့အပိုင်ဖြစ်သွားတဲ့ဆယ်လီနာကိုသူ့ရှေ့မှာရေချိုးခိုင်းပြီးအရာတာခံကြည့်ရှုနေပါတော့တယ်။အရင်းညမှာပဲဆယ်လီနာရဲ့အပြိုစင်ဘဝကိုတရားကိုတယောက်ခူးချွေစားသုံးပါတော့တယ်။ဆယ်လီနာရဲ့တောင်းပန်တန်တွေကနားပေးနေတဲ့နေရန်တွေလိုပဲဘာမှအရာမရောက်ခဲ့ပါဘူး။တရားကိုကတော့သူ့ကိစ္စပြီးတော့မမောပန်းပန်းနဲ့အိတ်သွားခဲ့ပါတယ်။မအိမ်နိုင်တာကတော့ဆယ်လီနာဖြစ်ပြီးမျက်ရည်တွေကပဲသူမကိုအဖော်ပြပေးခဲ့ရပါတယ်။နောက်ဆုံးမှာတော့ဆယ်လီနာတယောက်ဒီငရဲကန်းကနေထွက်ပြေးဖို့ဆုံးဖြတ်လိုက်ပြီးတရားကိုအိမ်ကပြေးထွက်ကသူမအဖေအိမ်ကိုပြန်ပြေးသွားခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့ဖခင်ဆိုပြီးတော့ကတော့သူမကိုအိမ်ထဲကနေကန်ထုတ်ပြီးတရားကိုကနေရဲ့အဖေအစ်နေရဲ့တခင်အစ်ဖြစ်ပြီးလို့ပြောလိုက်ပါတယ်။ဘဲမှာသွားစရာမရှိမဲတီးတော့ဆယ်လီနာကစိတ်ပြက်အားငယ်စွာနဲ့တရားကိုအိမ်ကိုပြန်လာခဲ့ရပါတယ်။ဆယ်လီနာတရားကိုအယံဝမ်းနေခဲ့ရပေမဲ့အရိညာကိုတော့ကျမ်းပြင်ပေါ်မှာပဲအိပ်ပျော်အောင်ကြိုးစားလိုက်ပါရယ်နောက်တနေ့မနက်မှာဆယ်လီနာနိုးလာတော့တရားကိုကဒိုမန်ဆိုတဲ့မျက်မမြင်ကောင်လေးကိုကြိမ်လုံးနဲ့ရဲရဲဆက်ဆက်ရိုက်နေတာကိုတွေ့လိုက်ရပါတယ်ဒီဖျက်ကိုကြည့်ပြီးတော့သူမရဲ့မျက်နှာမှာရွံရှာမုန်းတီးတဲ့မူရာကထင်ထင်ရှားရှားပေါ်နေတာကိုတရားကိုမြင်တော့မှကောင်လေးကိုရိုက်တာရပ်သွားခဲ့ပါတယ်ဒီဖျက်နောက်ပိုင်းမှာတရားကိုကအနေငယ်ပျော်ပြောင်းလာပြီးဆယ်လီနာကလည်းဒီအချိန်တွေကိုတပြေးပြေးလက်ခံလာခဲ့ပါတယ်သူမကတရားကိုနဲ့အတူနေထိုင်ရင်းချက်ပြုတ်ခြင်းဥယျာဉ်ဆိုင်ပြိုးခြင်းစားတဲ့အိမ်မှုကိစ္စတွေကိုလောက်ကန်ရင်းနဲ့နေသားတကြဖြစ်လာခဲ့ပါတယ်ဒါပေမဲ့လေတရားကိုကတော့ထမင်းစားချိန်မှာတော့သူ့ရဲ့တနာစိတ်အတွက်သူမကိုစိတ်ရှိသလိုအတုံးချနေသေးပါပဲတနေ့အိမ်ပြင်ဘက်မှာဒိုမန်နဲ့အလုပ်လုပ်ရင်းစကားပြောကြတော့မှဒိုမန်ရဲ့အတိတ်ကိုဆယ်လီနာသိလိုက်ရပါတယ်ဒိုမန်လည်းဆယ်လီနာလိုပဲ9နှစ်သားအရွယ်မှာမိဘတွေရဲ့အကျွေးဆက်ဖို့အတွက်ရောင်းချခံခဲ့ရတာပါဆယ်လီနာနဲ့ဒိုမန်တို့စကားပြောနေတော့မှပဲကိုရိုင်းအမေကသူမရဲ့ရွှေတဲ့ပစ္စည်းတွေကိုတရားကိုစီလာရောက်ရောင်းချခဲ့ပါတယ်ဒါပေမဲ့တရားကိုကဈေးအတော်လေးနှိမ်လိုက်တဲ့အခါမှာတော့အဲ့ဒီအမျိုးသမီးကတောင်းပန်ပါရယ်သူမကတရားကိုကြောင်းစိတ်ထင်ရတွေနဲ့ရုန်းကန်နေရစေဖြစ်တဲ့သူသမီးကိုရာကိုငဲ့ညာတဲ့အနေနဲ့တနာဖို့တောင်းပန်ခဲ့ပါတယ်ဒါပေမဲ့လည်းလူယုံမှတရားကိုကတော့မချေမငန်တွေပြောပြီးငွေကိုနည်းနည်းပဲတိုးပေးလိုက်တော့ကိုရာမေလည်းဘာမှမတတ်နိုင်တော့ပဲဘေးတာကိုပဲယူပြီးတော့ပြန်သွားရပါတော့တယ်နောက်တစ်နေ့မှာတရားကိုကနင်ကငါအကျွေးတွေကိုပြန်ဆက်ဖို့ဒီမှာရှိနေတာဒါကြောင့်ငါလိုလားတာမှန်သမျှလှုပ်ပေးရမယ်လို့ဆယ်လီနာကိုထပ်ပြီးတော့တတိပေးခဲ့ပါတယ်အဲဒီခါမှာဆယ်လီနာကဒါကတကယ်အကျွေးဆက်တာလားဒါမှမဟုတ်ရှင်ကကျမကိုတဖြည်းဖြည်းစိတ်ဝင်စားလာတာလားလို့ရဲရဲဝုန်းဝုန်းနဲ့ပြန်မေးလိုက်ပါတယ်တရားကိုပြန်မဖြေခင်မှာပဲဆယ်လီနာကတရားကိုရုတ်တရက်နမ်းလိုက်ပြီးတော့မြူဆွဲဖို့စတင်ပါရယ်
ဒီချိန်မှာပဲကောင်းကင်ဘော်ကနေလေရင်တစင်းပြန်တန်းသွားပြီးတော့စက်ကူစားတွေကျဲချခဲ့ပါတယ်အဲဒီစက်ကူစားတွေကလက်နက်ချအညံ့ခံမဲ့အမေရိကန်ဒါမှမဟုတ်ဖိလစ်ပိုင်သားတွေကိုဂျပန်တွေကလွန်ငင်းချမ်းသာခွင့်ပေးမယ်ဆိုတဲ့စားဆောင်တွေဖြစ်နေပါတယ်ဒီချိန်မှာပဲမိုးတွေရွာချလာပြီးဆယ်လီနာလည်းမိုးရွာထဲမှာကလေးတယောက်လိုပျော်ရွှင်စွာခုန်ပေါက်နေပါရယ်ပြီးတော့တရားကိုစီသွားကအနမ်းတွေဖလဲရင်းသူမကိုယ်တိုင်ပဲဥဆောင်ပြီးတော့ရမတ်နုံအတွင်းကိုတက်ဆင်းလိုက်ကြပါရယ်အဲဒီညမှာပဲဆယ်လီနာကတရားကိုကျမကိုချစ်လားလို့မေးလိုက်ပါတယ်ထူးဆန်းစွာပဲတရားကိုကဆယ်လီနာရဲ့အမူအရာကြောင့်စိတ်လို့ရှားသွားပြီးတော့စကားများများမပြောပဲသူ့ရဲ့တစ်တာတော့ကိုတွားယူခဲ့ပါတယ်ပြီးတော့သူမကိုတကယ်စိတ်ရင်းမှန်ကြောင်သက်သေပြတဲ့အနေနဲ့တန်မိုးကြီးလေဆွဲတစ်ခုကိုပေးလိုက်ပါရယ်အဲဒီချိန်ကစပြီးဆယ်လီနာရဲ့ဘဝကပြောင်းလဲလာပါတယ်တရားကိုကနူးညံ့ပြီးဂယူးဆိုင်တဲ့သူဖြစ်လာခဲ့တဲ့အပြင်ဆယ်လီနာကိုပါဈေးကိုတူတူခေါ်သွားပါရယ်တရက်တော့ဈေးကပြန်ဘီနိုရဲ့အရက်ဆိုင်ကိုဝင်ခဲ့ကြပါရယ်အဲဒီမှာသူတို့ကဂျပန်စစ်တပ်တွေရွာကိုချင်းကပ်လာပြီးဖြစ်လို့လူတိုင်းလုံခြုံရေးစီထွက်ပြေးဖို့ဆွေးနွေးနေကြတာကိုကြားခဲ့ရပါတယ်ဒီလိုစကားပြောနေချိန်မှာမေလင်းကဆယ်လီနာကိုခေါ်ပြီးတရားကိုကနင်းကိုဘလောက်ပဲကောင်းကောင်းဆက်ဆံနေပါစေဒီလူကအချိန်မီပြောင်းလဲသွားနေတာမလို့တတိထားပါလို့တတိပေးခဲ့ပါတယ်အဲဒီညမှာတရားကိုတယောက်အရက်တွေအယမ်းမူလာလို့ဆယ်လီနာကအိယာစီကိုမနေဆွဲခေါ်သွားခဲ့ရပါတယ်တရားကိုတယောက်အယမ်းမူပြီးမနေ့တိအိတ်နေတော့မယ်ဆိုတာသိတော့ဆယ်လီနာကဒီခွင့်ရေးကိုယူပြီးတော့တရားကိုရဲ့တက်တာကိုဖွင့်ကရွှေငွေတွေခိုးယူပါရယ်ဒီချိန်မှာဆယ်လီနာတယောက်အတိတ်ကအဖြစ်ပြက်ကိုတတိယသွားခဲ့ပါတယ်အဲ့ဒါတော့သူမရဲ့ဖခင်ပြီးတော့ကသူမရဲ့မိခင်ကိုပါအကျွေးဆက်ဖို့အတုံးချခဲ့မှုတာဖြစ်ပြီးသူမရဲ့မိခင်ကရှယ်ယုံမှုတန်ကိုမခံနိုင်တော့လို့နောက်ဆုံးမှာကိုအဆုံးစီရင်ခဲ့ရတာပါအဲ့ဒီညမှာဆယ်လီနာတယောက်အိမ်မပျော်လို့ဒိုမန်နဲ့သွားပြောရင်းဒိုမန်ရဲ့လျှို့ဝှက်ချက်ကိုသိလိုက်ရပါတယ်ဒိုမန်ကတရားကိုစီကနေထွက်ပြေးဖို့ကြိုးစားခဲ့တုန်းကတရားကိုကသူ့ကိုမျက်စိကွဲသွားအောင်လုပ်ခဲ့တာပါဒိုမန်ရဲ့ခံစားချက်တွေကိုနားလည်သွားတော့ဆယ်လီနာကသူမရဲ့ခန္ဓာကိုယ်ကိုထိတွေ့ခွင့်ပေးခဲ့ပြီးဒိုမန်ကိုသူ့ဘဝမှာပထမဆုံးအချိန်ဖြစ်ယောက်ျားတစ်ယောက်လိုခံစားစေခဲ့ပါရယ်နောက်တစ်နေ့မှာဆယ်လီနာအဝေးလျှော်ဖို့မြေကမ်းဘေးကိုရောက်တော့တရားကိုကြောင့်စိတ်ထင်ရတွေရနေစေဖြစ်တဲ့ကိုရာကိုတွေးလိုက်ရပါတယ်သူမကကိုရာကိုနှိမ့်သိမ့်ပေးပြီးအိမ်ပြန်လာတဲ့ခါမှာတော့တရားကိုကသူ့ရွှေငွေတွေပြောင်းနေလို့ဒေါသတကြီးဖြစ်နေတာကိုတွေးလိုက်ရပါတယ်တရားကိုပထမဆုံးတန်တရားဝင်တာကဒိုမန်ဖြစ်ပြီးဒိုမန်ကိုဒေါသတကြီးရိုက်နေပါရယ်ဆယ်လီနာကလည်းသူမကိုတန်တရားမဝင်အောင်ဓမ္မတချောင်းကိုတရားကိုရဲ့လက်ထဲထည့်ပြီးဒိုမန်ကိုအပီရှင်းခိုင်းခဲ့ပါတယ်ဒါပေမဲ့ဆယ်လီနာကိုမြင်တော့တရားကိုရဲ့ဒေါသတွေပြေလျော့သွားပြီးဒိုမန်ကိုလှုပ်ပေးလိုက်ပါရယ်အဲဒီညမှာဒိုမန်ကသူ့ရဲ့ဘဝကဆိုးရွားလွန်းတာကိုတွေးပြီးတယောက်တည်းထိုင်နေခဲ့ပါတယ်အဲဒီအချိန်ဒဏ်ရာရနေတဲ့ဂျပန်စစ်သားတယောက်လမ်းမရောက်လာပြီးဒိုမန်ကိုတွေးတော့တိုက်ခိုက်ဖို့လုပ်ပါတယ်ဆယ်လီနာကအချိန်မီရောက်လာပြီးတော့အဲဒီစစ်သားကိုတပ်ပစ်ကဒိုမန်ကိုကယ်တင်လိုက်ပါတယ်ပြီးတော့သူမကဒိုမန်ကိုတောင်းပန်ပြီးအရင်ညကလိုပဲဖိုမဆက်ဆံရေးအတွေ့အကြုံကိုထပ်မံခန်းစားခိုင်းလိုက်ပါရယ်နောက်တစ်နေ့မနက်မှာစစ်သားရဲ့လောင်းကိုမီးရှို့ပြီးတဲ့နောက်ဒီယာကိုကဆယ်လီနာကိုအရက်ဆိုင်လိုက်ခဲ့ဖို့ပြောပါတယ်ဒါပေမဲ့ဆယ်လီနာကအိမ်မှာပဲနားတော့မယ်လို့ညင်းဆိုခဲ့ပြီးတယောက်တည်းပဲသွားလိုက်ဖို့ဒီယာကိုနားချလိုက်ပါတယ်ဒီတော့ဒီယာကိုလည်းတယောက်တည်းထွက်သွားခဲ့ရပါတယ်အရက်ဆိုင်မှာတော့လူတွေကဂျပန်တွေလာတော့မယ်အကြောင်းဆွေးနွေးရင်းဒီယာကိုဆယ်လီနာကြောင့်အရင်ကထက်လူကောင်းတယောက်လိုဖြစ်လာတယ်လို့ချီးကျူးနေကြပါတယ်ဒါပေမဲ့ဒီချိန်မှာပဲဆယ်လီနာကထွက်ပြေးဖို့ပစ္စည်းတွေထုတ်ပိုးနေပြီဖြစ်ပါတယ်အဲဒီညမှာတရားကိုအယံမူးလာလို့တယောက်တည်းအိမ်ပြန်နိုင်မှာမဟုတ်ဘူးဆိုတာသိတော့ဆယ်လီနာဖေပြီးတော့ကအိမ်ကိုလိုက်ပို့ခဲ့ပါတယ်အိမ်ပြန်လမ်းရှင်းတဲ့နေရာတနေရာရောက်တော့ပြီးတော့ကရုတ်တရက်တရားကိုတွန်းချလိုက်ပါတယ်တဆတ်ထဲမှာပဲပြီးတော့ကဆယ်လီနာကတကယ်တော့ခမည်းရဲ့သမီးအရင်ပဲလို့ပြောလိုက်ပါရယ်ဆယ်လီနာရဲ့အမေကအကျွေးတွေကြောင့်တရားကိုနဲ့တူအိတ်ခဲရပြီးဆယ်လီနာကိုဝင်ရခဲ့တာဖြစ်ပါတယ်သူကခလေးမရနိုင်တာကြောင့်ဆယ်လီနာကတေချာပေါက်တရားကိုရဲ့သမီးဖြစ်ကြောင်းပြီးတော့ကဖွင့်ချလိုက်ပါတယ်တရားကိုတယောက်သမီးအရင်နဲ့လွန်ကျူးခဲ့တာကိုပြန်တွေးပြီးအတော်လေးတုန်လှုပ်သွားခဲ့ပါရယ်ထရည်မှုတော့ကျွဲခိုးပေါ်ဆိုတဲ့အတိုင်းသူ့ရဲ့ဒေါသရီနာကျင်မှုတွေအကုန်လုံးကိုဖွင့်ထုတ်ပြီးနောက်ပြီးတော့ကတရားကိုစောင့်ကံပြီးထွက်သွားခဲ့ပါရယ်အမှန်တရားကိုသိလိုက်ရပြီးကိုအပြည့်ရှိတယ်လို့ခံစားလိုက်ရတဲ့တရားကိုချက်ချင်းအိမ်ကိုအပြေးပြန်ခဲ့ပါရယ်ဒါပေမဲ့အိမ်ကိုပြန်ရောက်တော့ဒိုမန်နဲ့ဆယ်လီနာတို့ချစ်တင်းနှောနေတာကိုမြင်လိုက်ရလို့ဒေါသတွေပေါက်ကွဲပါရယ်တရားကိုတယောက်ဒိုမန်ကိုဝင်တိုက်ခိုက်ဖို့ကြိုးစားနေတော့မျက်မမြင်လေးဒိုမန်ကလည်းဓာကြီးတရရက်နဲ့ကြောက်ကန်နေခဲ့ပါတယ်တရားကို80တိုးလာတော့ဆယ်လီနာလည်းတရားကိုဓာတ်နဲ့ထိုးတက်လိုက်ပါရယ်ဆယ်လီနာနဲ့ဒိုမန်တို့နှစ်ဦးကလူယုံမှာတရားကိုရဲ့သေဆုံးမှုကိုလက်စားဖျောက်တဲ့အနေနဲ့ရွှေငွေလက်ဝဲလက်စားတွေကိုယူအိမ်ကိုမိရှို့ပြီးထွက်လာခဲ့ကြပါတယ်နောက်တစ်နေ့မှာတော့ဆယ်လီနာကတရားကိုရဲ့ပတ်စံနဲ့ရွှေတွေကိုဒိုမန်ကိုခွဲဝေပေးပြီးငါတို့ဆက်ပြီးအတူတူမနေသင့်တော့ဘူးကိုဘွားနဲ့ကိုနေကြရအောင်လို့ပြောကတောင်းပန်ခဲ့ပါတယ်ဒိုမန်ကတော့ဆယ်လီနာနဲ့မခွဲခြင်းပေမဲ့ဆယ်လီနာရဲ့ဆုံးဖြတ်ချက်ကပြတ်သားနေခဲ့ပါပြီသူမကဒိုမန်ကိုဂယုမဆိုင်တော့ပဲလှစ်လူရှူကထွက်သွားခဲ့ပါတယ်ဒီတော့ဒိုမန်လေကိုအားကိုပြီးခရီးဆက်ဖို့ကြိုးစားရပါရယ်ဒီချိန်မှာရွာသားတွေအားလုံးလည်းဂျပန်စစ်တပ်တွေရဲ့ဘေးကနေလွတ်ဖို့လုံခြုံရာနေရာစီပြောင်းရွှေ့နေကြပုံတွေနဲ့ဇလန်လေးကိုအဆုံးသတ်လိုက်ပါရယ်